ခမရကိုကျွန်တော်ထင်ထားတာကျွန်တော်ရှိမှရိုးသားသားကူညီလာတောင်းနေတယ်ဘယ်ဟုတ်မလဲခမရကလောဘသားတယ်အဲ့ဆိုတော့ခမရအခုပြန်လိုက်တာကောင်းတယ်မပြောင်းဆိုခမရကိုကျွန်တော်အခုဖမ်းလိုက်လို့ရတယ်မလုပ်ပါနဲ့ဆရာရဲ့ဂုံသတင်းကိုကြားထားပါတယ်ကျွန်တော်တို့ညှိလို့ရမှာဆိုလာညှိတာပါခမရပူတွေပြောမနေနဲ့ကျွန်တော်ကနိုင်ငံတော်ကပေးထားတဲ့လစာကိုယူထားရဲဝင်တာတယောက်ခမရတို့အထင်သေးတဲ့ထဲမှာကျွန်တော်မပေါ့ခမရအခုပြန်လိုက်တော့ခမရကိုကျွန်တော်တခုတော့ထပ်မှာလိုက်ကျွန်တော်တောင်းဝင်ကြတဲ့လမ်းကြောင်းမှာခမရဖြတ်ရင်ဖြတ်ကြည့်လိုက်ကျွန်တော်တောင်းဝင်တိုင်းကျွန်တော်ဆက်လုပ်မှာကျွန်တော်တို့ကအလုပ်တစ်ခုကလာညှိတာပါညှိလို့မရဘူးဆိုတော့အဝယ်ထကျန်းနေမယ်